အားလုံးပဲမင်္ဂလာပါ Sport Sports YouTube Channel ကနေကြည့်ဆိုပါရစေကျွန်တော်တို့အခုကတော့ဒီအာဂျင်တီးနားအသင်းနဲ့ကာဘိုဗာဒီအသင်းတို့ကမိနစ်90ပြည့်ကစားတဲ့ခါမှာတော့တစ်ဖက်တစ်ကိုးစီကြနေရပါတော့။အာဂျင်တီးနားအသင်းအတွက်ကိုတော့အသင်းကောင်းဆောင်လီယိုနယ်မက်ဆီကနေသွင်းယူပေးခဲ့ပါတယ်။ကာဘိုဗာဒီအတွက်ချီပါကိုတော့ကျွန်တော်တို့ဒူဝါတေးရနေပြီးတော့ပြန်လည်သွင်းယူပေးခဲ့ပါတယ်။အခုပွဲစဉ်ကြည့်ရတဲ့အကြတော့အာဂျင်တီးနားထိုးဖောက်တယ်ဒါပေမဲ့ကာဘိုဗာဒီအသင်းရဲ့ခုသမားဖိုဇင်ညာကိုမကြော်နိုင်ဘူးဖြစ်နေတာပေါ့နော်ဖိုဇင်ညာကလည်းအသက်40အရွယ်မှာအရန်ကောင်းလုံးပါတယ်အဲ့လိုမျိုးအခုကတော့ကျွန်တော်တို့ဒီအချိန်မိုမိနစ်30ဆက်ဆောင်ကြည့်ရမယ်အချိန်မိုမိနစ်30မှာအရှုံးနိုင်မှာပေါ်လို့ရှိရင်เนาะကျွန်တော်တို့ဒီပန်နယ်တီရှူအောက်ပေါ့နော်ပန်နယ်တီရှူအောက်ကိုဆက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်ဒီပွဲမှာလီယိုနယ်မက်ဆီကတကိုးသွင်းနိုင်တဲ့အတွက်ကြောင့်မို့လို့စံချိန်ကောင်းတစ်ခုလည်းထပ်တင်လိုက်ပါတယ်ဘယ်လိုစံချိန်လဲဆိုတော့ကမ္ဘာဖလားပွဲ10ပွဲစတိုက်ဂိုးသွင်းနိုင်တဲ့စံချိန်ဖြစ်ပါတယ်အဲ့စံချိန်ကောင်းတစ်ခုနဲ့အတူကျွန်တော်တို့ဒီမှာမြင်တဲ့အတိုင်းပဲဒီကမ္ဘာဖလားဂိုးသွင်းအများဆုံးနေရာမှာတော့လီယိုနယ်မက်ဆီကဒီ9ဂိုးပေါ့အခုကမ္ဘာဖလားမှာတော့9ဂိုးနဲ့အမ်ဘာပေရဲ့ထိတ်ကနေပြီးတော့အမ်ဘာပေကိုတကိုးတာနဲ့ရက်တည်နေပါတယ်ဟုတ်ပါပြီအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ကြတာပေါ့မိနစ်30အတွင်းမှာဘယ်လိုဆက်ဖြစ်သွားမလဲပယ်နတီရှူရောကန်ရမှာလားအားလုံးပဲဆက်ဆောင်ကြည့်ကြမယ်ညီကိုတို့အမြင်လေးတွေလည်းသုံးသပ်ပေးသွားကြပါဦးကျေးဇူးအများကြီးတင်ပါတယ်